ကျွန်တော်ကဒီ list တိုင်းကိုနှိပ်လိုက်တာနဲ့hello this is alert box ဆိုတော့အရင် video မှာက list style widget နဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့မှာ on tag function မှာကျွန်တော်ပြောမလဲ dummy ပုံစံမျိုးနဲ့print လုပ်ဖို့ပဲထားခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီခါမှာကျွန်တော်ကဘာလုပ်ချင်လဲဆိုတော့ဒီ list style ကို press လုပ်လိုက်လို့ရှိရင် alert box လေးပေါ်ခြင်းတယ်ပေါ့နော်ဒါကြောင့်မို့ alert box ပေါ်အောင်ဆိုလို့ရှိရင် show dialog function နဲ့ alert dialog ဆိုတဲ့ widget ကိုနှစ်ခုပေါင်းသုံးပေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စပြီးရေးလိုက်မယ်ပေါ့နော် show dialog widget မှာကျွန်တော်တို့ကဘာလို့လဲဆိုတော့ဒီ context ဆိုတဲ့ကောင်ကကြတော့Flutter မှာကြတော့ကျွန်တော်တို့က stateful အကုန်လုံးမှာ stateful နဲ့ stateless ဆိုရှိရပေါ့နော်ဒီမှာဆိုလို့ရှိရင် build context ကိုကျွန်တော် context နဲ့ build လုပ်ထားရဲဆိုတော့သဘောကဒီ page ရဲ့သဘောကဒီ page ရဲ့ identifier ပုံစံမျိုးဖြစ်နေတာပေါ့နော်အဲဒါကြောင့်မို့ဒီမှာ context လို့ခေါ်ရခြင်းက show dialog context လို့ပြောလိုက်တာနဲ့ဒီ page မှာဒီ dialog ကိုလာပေါ်ပေးပါဆိုပြီးပြောတာနဲ့ပို့တူတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုက builder ပေါ့နော် builder ကလည်းသူကဘယ်မှာ build လုပ်ပါလဲအဲကြောင့် context မှာလုပ်မယ်ပြီးတော့ဘာကို build လုပ်မှာလဲဆိုပြီးတော့ပြောပေးရတယ်ပေါ့နော်ကျွန်တော်ဒီမှာဘာကိုbuild လုပ်မယ်လို့ပြောမလဲဆိုတော့about dialog မဟုတ်ဘူး alert dialog နဲ့တွားမယ်ပေါ့နော် alert dialog ကသူကကျွန်တော်တို့ title ပေးလို့ရတယ် content ပေးလို့ရတယ်ပြီးတော့ action ဆိုပြီးပေးလို့ရတယ်ဆိုတော့စပြီးရေးလိုက်ကြမယ်ကျွန်တော် title အရင်ခေါ်လိုက်မယ် title ကထုံးစံတိုင်းtext ပဲခေါ်မယ်ပြီးတော့နောက်ထပ်ကျွန်တော်တို့က content ခေါ်မယ်ပေါ့နော် content မှာကြတော့သူ့ဘာကို text ပဲထပ်ခေါ်လိုက်ပါမယ်this is content ပေါ့နော်ပြီးတော့ action မှာကြတော့ကျွန်တော်ကဒီမှာ text button ကိုခေါ်မယ်ပေါ့နော်ဆိုတော့ child မှာကတော့ text နဲ့ပဲကျွန်တော် cancel ဆိုပြီးထည့်လိုက်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ text button နဲ့ထပ်ခေါ်မယ်impress မှာက okay ဆိုပြီး print လိုက်မယ်ပေါ့နော်Okay အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ run ကြည့်ကြမယ်ပေါ့နော်ဆိုတော့ run ကြည့်ကြမယ်ပေါ့နော်ကျွန်တော်ကဒီ list တိုင်းကိုနှိပ်လိုက်တာနဲ့ hello this is alert box ပြီးမှကျွန်တော်ခေါ်ထားတဲ့ cancel နဲ့ okay ဆိုပြီးပေါ်လာတယ်ပေါ့နော် okay ကိုနှိပ်လိုက်ရင်ဒီမှာလာ print ပေးရယ် cancel ကိုနှိပ်လိုက်ရင်ကျွန်တော်မူရင်း page ကိုပြန်သွားပေးရပေါ့နော်ဆိုတော့ show dialog နဲ့ alert dialog ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ